ကြည့်တော့ရှင်ကွန်နက်နေရဲ့လိုချအပိုင်းနဲ့တကယ်လို့ကိုကကနဲ့လဲဗီဒီယိုအတစ်တဲ့ဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုတွေကဝါနေလို့ထင်ရတယ်ဆိုရင် AI ကိုတုံးပြီးမှဝါနေတဲ့ဗီဒီယိုတွေကိုစကပိုင်းအတွက် HD quality အကြည့်ဖြစ်အောင်လုပ်လို့ရပါတယ်နော်အစင်းလေးတွေကိုအတူကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကို edit ထားတဲ့ဗီဒီယိုကိုတစ်ချက်ထားလိုက်ပါပြီးပြီဆိုရင်တော့အောက်က toolbar ထဲမှာ video quality ဆိုတဲ့ menu လေးကိုရှာပြီးနေဝင်ရပါမယ်အထဲကိုရောက်ပြီဆိုရင် HD ဆိုတဲ့ clip လေးကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ clip ကို on ထားလိုက်ပါနောက်ဆုံးအဆင့်အနေနဲ့အရေးတေးကို AI HD အထိမြင့်တင်ပေးလိုက်ရမှာပဲเนาะဒါဆိုရင်တော့ဝါနေတဲ့အပိုင်းတွေကို AI ကအလိုအလျောက်ပြန်ကြည့်လာအောင်ဆွဲတင်ပြီးတော့ရဖြစ်ပါလေเนาะဗီဒီယိုတစ်ခုကချီုံနဲ့တင်မလုံလောက်လေးပါဘူးเนาะ GI2D ရဲ့မျက်လုံးထဲမှာဒါတကယ် professional အဆင့်ပဲလို့အတိမတ်ပြုသွားစေဖို့ဒီနောက်ဆုံးလိုချက်ကိုတုံ့ကြည့်ပါเนาะပထမဆုံးအနေနဲ့ဒီ toolbar ထဲက adjust ဆိုတဲ့နေရာလေးကိုအရင်ဝင်ပေးလိုက်ပါဒီ adjust က timer filter ထပ်ပို့ပြီး set တည်ချတယ်ပြီးတော့ကိုယ်စိတ်တိုင်းကြဖန်တီးလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်အထက်ရောက်တော့ပြီဆိုရင်တော့ရှာပန်ဆိုတဲ့ခလုတ်လေးကိုရှာပါအဲ့ဒီခလုတ်ကတိမီယိုထဲကပြောရင်းနေတဲ့အနာတက်တွေကိုတစ်ချက်ချင်းပြန်လည်နှုတ်ထလာစေမှာပဲဖြစ်ပါတယ်နော်ဒါပေမဲ့ဒီထားမှာကအလုံးကျွမလုပ်ပါနဲ့နော် professional ဆန်ချင်နေဆိုရင်တော့30ကနေ50ကြာပဲထားပေးရုံနဲ့လုံလောက်ပါတယ်နော်ရေးတွေ့ကောင်းတဲ့ content တစ်ခုကချစ်တူတွေကိုပို့ပြီးလေးစားမှုပေးနိုင်ပါတယ်ပြီးတော့မြရတာရှင်းလင်းနေတဲ့ video တစ်ခုကချစ်တူရဲ့စိတ်ကိုဆွဲဆောင်ဖို့အကောင်းဆုံးတစ်ခုဖြစ်ပါတယ်ခုပဲတင်ပုံထားနေဝါနေတဲ့ video တစ်ခုကိုဒီလမ်းတွေနဲ့ပြန်ပြီးကြည့်လိုက်ပါအောင်နော်ဒီလိုအသုံးဝင်တဲ့ Twitter ကိုထပ်ထည့်ချင်နေဆိုရင်တော့ follow ထားဖို့လည်းမမေ့ပါနဲ့အောင်နော်